ဒီနေ့วันนี้ဒီနေ့ဘာနေ့လဲวันนี้วันอะไรวันนี้วันอะไรมนับဖြန်พรุ่งนี้มนับဖြန်ပဲသွားမလဲพรุ่งนี้จะไปไหนพรุ่งนี้จะไปไหนพรุ่งนี้มนับဖြန်จะไปไหนဘယ်သွားမလဲมနေ့ကเมื่อวานมနေ့ကနင်ဘယ်သွားလာလဲเมื่อวานเธอไปไหนมาเมื่อวานเธอไปไหนมาเมื่อวานมနေ့ကเธอไปไหนมาနင်ဘယ်သွားလာလဲဒါကတော့တည်တဲ့အခြေခံထိုင်းစကားလေးတွေဖြစ်ပါတယ်ထိုင်းစကားကိုပြပြတတနဲ့မြင်မြင်စစပြောတတ်ချင်တယ်ဆိုရင်တော့ရေးထားတဲ့စာသားတွေကိုလိုက်ဖတ်ပြီးလိုက်မှတ်ထားတဲ့အခုပြောနေတဲ့စကားလုံးတိုင်းကိုလိုက်ပြောပါလိုက်လေ့ကျင့်ပါအဲ့ဒါဆိုရင်ပို့ပြီးတော့အတန်မှန်ပြီးတော့တတ်မြင်နိုင်ပါတယ်